ညာ2 နာရီ18 မိနစ်ဖုန်းတုံတန်နဲ့ကျွန်တော်နိုးသွားတယ်အိတ်ချင်မူတူးနဲ့ဖုန်းကိုကြည့်လိုက်တဲ့အချိန်ရှင်ထဲကတခုခုရုတ်တရက်ကျသွားတယ်လို့ပဲမေတေးပြီးသားရေးစားဟောင်းစီက message အင်းရှိမထွက်နဲ့အဲ့ဒီစာတစ်ချောင်းတည်းနဲ့တင်ကျွန်တော်အိတ်ချင်စိတ်တွေလုံးဝပျောက်သွားတယ်နောက်ထပ်တစ်စောင်ထပ်ဝင်လာတယ်လိုက်ကမဖွင့်နဲ့အဲ့ဒီအချိန်မှာပဲအပြင်လမ်းဘက်ကိုကြည့်ချင်လာတယ်မဖွင့်နဲ့ဆိုတော့ပိုဖွင့်ချင်လာတာလူစိတ်ပဲအตาလေးလိုက်ကာကိုဟလိုက်တယ်အပြင်မှာလူတစ်ယောက်ကျွန်တော်အိမ်ရှိမှာမလှုပ်မရက်ရက်နေတယ်ညနာတော့မမြင်ရဘူးဒါပေမဲ့အဲ့ဒီရက်နေတဲ့ပုံစံကမမှန်ဘူးလူလိုမဟုတ်ဘူးအဲ့ဒီချိန်မှာတခါခောက်တဲ့ဒုတ်ကျွန်တော်နှလုံးခုန်တန်အောင်ကြားရလောက်အောင်မြန်သွားတယ်ပြီးတော့ဖုံးမိလာတယ်ကောလာ ID မေဖုန်းကင်လိုက်တော့အတန်မရှိဘူးပြီးတော့တူးလေးတခါမပွင့်နဲ့ဟေးဒီအတန်မေးအတန်အစစ်အပြင်ကနေတကားခောက်တန်ပူပြင်းလာတယ်တုံပြီးတော့အပြင်ကအတန်ဟေးငါပါဖွင့်ဟဲ့ဒီအတန်ကကျွန်တော်အတန်နဲ့တပုံစံနဲ့ကျွန်တော်တုံရင်နဲ့တကားအောက်ကိုငုံကြည့်လိုက်တယ်ပြီးတော့ရှင်ထဲမှာအေးခဲသွားတယ်ခြေတော့လီချောင်းလူမဟုတ်ဘူးပြီးတော့တကားအောက်ကနေမျက်လုံးတစ်လုံးအနက်ရောင်ကြီးကျွန်တော်ကိုတိုက်ရိုက်ကြည့်နေတယ်မင်းမြင်သွားပြီအဲ့ဒီအတန်နဲ့တပြိုင်နက်ဒုံတကားတစ်ခုလုံးလှုပ်သွားတယ်ကျွန်တော်စပွဲနဲ့ပိတ်ထားလိုက်ပေမဲ့အပြင်ကအရာကရပ်မနေဘူးဖုန်းထဲမှာ message အသစ်အိမ်နောက်ဖက်သွား